ကျေးဇူးတော်အကြောင်းကိုဘလောက်ပဲချာချာဘလောက်ပဲတည်တည်ကိုတိုင်းကအတွင်းထဲမှာအတိမမပြုတ်သေးသေးအဲ့ဒီကျေးဇူးတော်ရဲ့လှုပ်ဆောင်ခြင်းတွေကကျမတို့မမြင်ရဘူးကျမတို့မသိလာဘူးကျမတို့အဲ့ဒီအရာကိုမချီးမွမ်းနိုင်အတိမပြုတ်တတ်ဖို့အတွက်ဘုရားကကျမတို့စကားပြောတယ်ဘာလို့ကိုတော့အရာရာမှာမချီးမွမ်းနိုင်တာလဲဘာလို့သားသမီးတို့ကအရာရာမှာအပြစ်တင်ခြင်းနဲ့သွားနေရလဲအဲ့ဒီရှမာရိလူအားဖြင့်ကျမတို့ပြန်ပြောတာကျေးဇူးတော်ကိုအတိမပြုတ်ဖို့ပဲလိုတယ်နေမထိုက်တန်ပဲနဲ့ရတယ်ဆိုတဲ့ကျေးဇူးတော်ကိုအတိမပြုတ်လာတဲ့အခါမှာသင်ဟာအရာရာမှာချီးမွမ်းတတ်လာတယ်အဲ့ဒီအရာကိုကျမမြင်သွားတာဖြစ်တယ်ကျမအဲ့ဒီအရာကိုကျမဖွင့်ပြခြင်းရတယ်အဲ့ဒါနဲ့တစ်ဆက်တည်းမှာကျမကိုဘုရားသခင်ကအဲ့ဒီညမှာကျမကိုးကွယ်တဲ့အခါမှာကတင်ချင်းမှာကိုးကွယ်ကျမညီမရုတာကသူက soaking အရင်လုပ်တယ်ပေါ့နော်သူလုပ်တဲ့အခါသူကအမြဲတမ်းပြောတယ်သူ့ကိုဘုရားခင်ကဘေးကိုခေါ်သွားတာလို့ဘာလို့ပြောကျမအရင်စိတ်ဝင်စားကျမလည်းအရင်ရောက်ချင်တော့ဘုရားခင်တမီးကိုလည်းအဲ့လိုခေါ်တော့ပါဒါပေမဲ့ကလေးတွေနဲ့ကလေစုပ်ကင်းလုံးမယ်ဆို2မိနစ်လောက်နေတာနဲ့အီးဆိုငိုလာတာနဲ့ကဲစုပ်ကင်းပြန်ရက်သူတို့ပြန်သွားသိဆိုဘယ်တော့မှမစုပ်ကင်းနိုင်ဘူးဒါပေမဲ့အဲ့တရက်မှာတော့ထူးခြားတယ်ကလေး2ယောက်လုံးကအကောင်းကောင်းအိပ်ပျော်တယ်အဲ့နဲ့ကျမမျိုးသားလည်းမရှိဘူးအဲ့နဲ့ကျမတယောက်တည်းကတင်ချင်းမှာဆုတောင်းတာဒီတိုင်းပဲကျမစုပ်ကင်းရလို့အဲ့လိုတခုခုဖြစ်ချင်တယ်ဆိုတော့ရောက်ချင်တယ်ဆိုတဲ့ဟာမျိုးမဟုတ်ပဲနဲ့ကျမကိုဖျားဖွင့်ပြတဲ့ကျေးဇူးတော်ကိုအတိမတ်ပြုတ်တတ်တဲ့အတ္တတာဖြစ်ပါစေလို့ပြောတဲ့အရာလေးကကျမရဲ့နှလုံးသားထဲမှာလှုပ်ခါတဲ့အခါမှာကျမမခံနိုင်အောင်ကျမဒူးထောက်ပြီးတော့ကျမ worship song လေးတစ်ခုဖွင့်ပြီးကျမကိုးကွယ်တဲ့အခါမှာအဲ့ဒီအချိန်မှာလေထူးခြားဆိုကျမအကုန်လုံးကျမရဲ့ပတ်လေကမှောင်သွားပြီးမှကျမကိုလက်တစ်ခုကသူတို့လာဆွဲတာလာဆွဲပြီးတော့မှဘေးကိုခေါ်သွားလဲဆိုတော့နေရာတစ်ခုခေါ်သွားတယ်ပတ်လည်းမှသူကလေမိဒုတ်တွေတင်ထားတာတွေ့တယ်အဲ့ဒါနဲ့ပြီးတဲ့အခါမှာတနေရာရောက်တဲ့အခါမှာကျမကိုရက်ခိုင်းလိုက်တယ်ပြီးတော့အဲ့လက်ကပျောက်သွားတာကျမကြည့်တော့အဲ့ကျမရဲ့ရှေ့မှာကလကာအကြီးကြီးတစ်ခုကာထားတယ်ထူပိန်းနေတဲ့ကလကာကြီးတစ်ခုကာထားတယ်ခဏနေလဲကြာအဲ့ကလကာကြီးကပျောက်သွားတယ်ကလကာကြီးမရှိတော့ဘဲနဲ့ကျမကအဲ့အထဲကိုတိုးဝင်ရတယ်ကျမဘယ်ရောက်သွားတာလဲဆိုတော့တန့်ရှင်းရဌာနတဲ့ကိုဘုရားခေါ်သွားပြီကျမနှုတ်ကပတ်တော်ထဲမှာပဲဖတ်ဘူးတယ်မြင်လဲမမြင်ဘူးပါဘူးပုံနေမှာလဲတုံကျမမကြည့်ဖြစ်ဘူးဒါပေမဲ့အဲ့ဒီနေ့မှာထူးခြားစွာဘုရားခေါ်လာတယ်ဘာပြောလဲဆိုတော့ကျမအရင်တော့အားတဲ့အဲ့ရှိလေးမှာတဲ့တိုးလေးကင်ပြီးမသက်ရက်နေတဲ့ခဏအပြစ်လာဖြေတဲ့လူတရားဟုတ်တယ်ဒါပေမဲ့ယေရှုရဲ့အသွေးသွန်းခြင်းကတိုးတငယ်ဒီဟူသောယေရှုရဲ့ကျမအတွက်အသွေးသွန်းခြင်းကယေဘရဟိတ်တယောက်တည်းဝင်ရမယ်တန့်ရှင်ရဌာနတဲ့ကိုဝင်ခွင့်ကိုကျမကိုပေးတယ်အရင်ကြီးကြည့်ရနော်ကျမအဲ့မှာကျမအရင်ကြီးကိုတည်တော့တာဘုရားကကျမကိုဘယ်လောက်ထိသူနဲ့အတူရှိစေချင်လဲဆိုတဲ့တန်ဖိုးကိုနားလည်သွားတယ်ဘယ်လောက်ထိကျေးဇူးတော်ကကျမကိုရွေးနှုတ်တယ်လဲကျမကိုတန်ဖိုးထားလဲဆိုတဲ့အရာကိုကျမသိတော့